Sloga Liverpool နီးပြဖြစ်ဖို့အရှင်ဝါမရှိဘူးလို့တက်ပြောလိုက်တဲ့ Wayne Rooney Manchester United ကဏ္ဍဟာ Wayne Rooney ကတော့ Liverpool နီးပြ Arne Slot ဟာပြီးခဲ့တဲ့ရာသီက Premier League flag ကိုအရယူထားပေးနိုင်ခဲ့ပေမဲ့ Liverpool အသင်းကိုဦးဆောင်မှုအတွက်လိုအပ်တဲ့အရှင်ဝါမရှိဘူးဆိုပြီးတော့ဝေဖန်လိုက်ပါတယ်ရှင်လက်ရှိမှာတော့Liverpool အသင်းကသူတို့ရဲ့ Champions ဆုကိုကောက်ွယ်ဖို့ကြိုးစားရမှာတော်တော်လေးကိုအခြေအနေဆိုးနေတာဖြစ်ပြီးတော့အမှတ်ပေးစရာအဆင့်6ထိရောက်နေတယ်လို့ထိပ်ဆုံး Arsenal နဲ့15မှတ်အထိကိုကွာဟနေပါတယ်။ဒါကြောင့် Slot ရဲ့နီးပြရာကျိုးဟာတဖြည်းဖြည်းနဲ့လှုပ်ခတ်လာနေပါတယ်။ဒါပြင်ဈေးကွက်ချမ်းမှာလည်း Liverpool ပရိသတ်တွေရဲ့အချစ်တော် Xabi Alonso ဟာလည်း Real Madrid ကနေထွက်ထားလို့အားနေတာမလို့ Slot အတွက်ဖိအားတစ်ခုဖြစ်နေပါတယ်။အခုတော့ Rooney ကလည်းသူနဲ့ Slot တို့လူချင်းတွေ့ဆုံခဲ့မှုတဲ့အချိန်အနေငယ်မှာ Slot ရဲ့ပင်ကိုဇိုက်ကအရင်နီးပြဟာ Jurgen Klopp နဲ့ရှင်းလိုက်မယ်ဆိုရင်တော့ဘာမှမဟုတ်ဘူးလို့ဆိုလိုက်ပါတယ်။ Premier League flag ကိုမကြသေးခင်ကမှရထားတဲ့နီးပြတယောက်ကသူ့ရာထူးတည်မြဲဖို့အတွက်အဆက်ငယ်ကာလလိုမျိုးဖြတ်သန်းနေရတယ်ဆိုတာကအထူးဆန်းနေနော်။ကျွန်တော်သူနဲ့2ခါလောက်ဆုံမှုပါတယ်။ဒါပေမဲ့ကျွန်တော်မြင်ပြောရမယ်ဆိုရင်တော့ Liverpool လိုအသင်းမျိုးအတွက်သူ့မှာအရှင်ဝါရှိတယ်လို့မထင်ပါဘူး။ဒါဟာ Jurgen Klopp လိုနီးပြမျိုးရဲ့နောက်မှာဆက်ခံရတာမလို့ဘသူအတွက်မဆိုခက်ခဲမှာဆိုတာမှန်ပေမဲ့သူ့စီမှာကတော့အဲ့ဒီလိုအရှင်ဝါမျိုးလုံးဝကိုမတွေ့ရဘူးဗျ။ကျွန်တော်နီးပြတချို့နဲ့စကားပြောဘူးလို့သိပါတယ်။တခါတလေသူတို့တွေခက်ခဲတတ်ကြပါတယ်။ဒါပေမဲ့သူကဒီဟာဒီ Liverpool ကိုအဆင့်ကအတူဝင်အောင်မလုပ်နိုင်ရင်တော့အကျဉ်းသေးပေါက်ထုတ်ပဲခံရမှာပါ။ League player ထားတဲ့နီးပြတယောက်ကိုအခုလိုပြောရတာကတော့ယူချင်စရာကောင်းပေမဲ့ဒါကတော့အမှန်တရားပဲဆိုပြီးတော့ Rooney ကပြောဆိုခဲ့ပါတယ်။ဒီဟာဒီမှာ Liverpool ဘာကြောင့်ဒီလောက်အထိအခြေအနေဆိုးနေရတယ်လဲဆိုတဲ့အချက်ကိုလည်း Rooney ကအခုလိုမျိုးပဲထောက်ပြသွားပါတယ်။အသင်းရဲ့ဒီကစားသမားတွေမရှိတော့တာဒါမှမဟုတ်ခြေစွမ်းချနေတာတွေက Liverpool အသင်းကိုအကြီးအကျယ်ထိခိုက်စေခဲ့တယ်လို့လည်း Rooney ကယူဆနေပါတယ်။မနစ်ကလီဗာပူးနဲ့အခုလီဗာပူးကိုရှင်းကြည့်လိုက်ပါဆာလက်ဖ်နဲ့ဘန်နိုင်တို့ကသူတို့ရဲ့အကောင်းဆုံးပုံစံမှာမရှိကြပါဘူးပြီးတော့ထရန်လည်းမရှိတော့ဘူးရောဘတ်ဆန်လည်းပွဲအများကြီးမကစားရဘူးလူဝစ်ဒီယက်စ်ကလည်းထွက်သွားပြီဂျူရာကလည်းဒဏ်ရာပြဿနာတွေနဲ့ရှိနေတယ်ဒါဝန်နူနက်စ်တောင်မှတချို့အရာလေးတွေလုပ်ပြနေတယ်ဆိုပေမဲ့အရင်ကြီးတော့မကောင်းပါဘူးလီဗာပူးကကစားသမားတွေအများကြီးဆုံးရှုံးလာရတာအခုတော့သူတို့တော်တော်အသင်းပြန်တည်ဆောင်ရမယ့်ကာလဖြစ်နေတာပေါ့ဆိုပြီးတော့ရူနီကသုံးသပ်ပြောဆိုခဲ့ပါတယ်ထူးခြားတာကတော့ရီနီကလီဗာပူးအသင်းကောင်းဆောင်ဘန်တိုင်းဘက်ကနေအအားသင့်ဖွယ်ကောက်ွယ်ပြောဆိုပေးသွားခဲ့ပါတယ်။အရင်ကဘန်တိုင်းနဲ့ရီနီတို့ဟာအချင်းချင်းဝေဖန်မှုတွေကြောင့်အခြေတင်ဖြစ်ခဲ့မှုသေးပါတယ်။ဒါပေမဲ့လည်းအခုတော့ရီနီကပြီးခဲ့တဲ့ရာသီနောက်ပိုင်းလီဗာပူးမှာဖြစ်ပျက်ခဲ့တာတွေကိုကြည့်မယ်ဆိုရင်တော့ဘန်တိုင်းနဲ့ဆာလက်တူကအရင်ကထက်အရှိန်နဲ့လျော့သွားတာမျိုးရှိနိုင်ပါတယ်။ဒါကိုလည်းကျွန်တော်ထုတ်ပြောခဲ့ပူပါတယ်။ဒါပေမဲ့သူတို့ဘေးနားမှာကစားသမားတွေအားလုံးကိုဆုံးရှုံးလိုက်ရတာဟာဘယ်အသင်းအတွက်မဆိုချန်ပီယံဆုရဖို့အတွက်တော့အခက်အခဲစီမှာပါပဲ။အဲ့ဒီအတွက်ဘန်တိုင်းနဲ့ဆာလက်တူကိုအပြစ်တင်လို့တော့မရပါဘူး။ကျွန်တော်တို့တော့ဆာလက်ဟာပရီးမီးယားလိသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေကတယောက်ဖြစ်တယ်လို့ဘန်တိုင်းဟာလည်းအကောင်းဆုံးတွေကတယောက်ဖြစ်သတ်မှတ်ရမှာပါ။သူကသမိုင်းမှာအကောင်းဆုံးကြီးမဟုတ်ပေမဲ့ဒီမျိုးဆက်မှာတော့အကောင်းဆုံးနောက်ခံလူဆိုတာသိကြပါတယ်။အဲဒါကြောင့်အသင်းရဲ့ကြဆင်မှုကိုသူတို့နှစ်ယောက်အပေါ်မှာပဲပုံချလို့မရဘူးဆိုပြီးတော့ရီနီကသူ့ရဲ့အမြင်ကိုပြောဆိုသွားခဲ့တာဖြစ်ပါတယ်ရှင်။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။